အားလုံးပဲမင်္ဂလာပါညီမကဘလုံးပွဲအကြောင်းအရာတွေကိုပွဲကြိုတုံးတက်ပေးနေတဲ့တရားဖြစ်ပါတယ်ဒီနေ့မှာပရီးမီးယားလိပွဲကြီးတွေကမှမန်ယူနဲ့ Brighton ပွဲစဉ်ကိုတုံးတက်ပေးပါမယ်အစီအစဉ်လေးကိုမပြောခင်မှာဒါရဲ့ TikTok channel နဲ့ YouTube channel ကို like and subscribe လုပ်ထားဖို့မြတ်တာရက်ခံချင်ပါတယ်ရှင်မန်ယူကနောက်ဆုံး5ပွဲမှာ9ကိုတွင်းယူထားတယ် Brighton ကတော့နောက်ဆုံး5ပွဲမှာ14ကိုတွင်းယူထားတာတွေ့ရတယ်နောက်ထပ်လည်း Brighton က penalty 3ချိန်အများဆုံးပေးခံထားရတယ်ရှင်မန်ယူအသင်းရတိုက်ဆုံမှုကန်ကပွဲတစ်ခုကြီးစီအလိုက်မှာတော့အများဆုံးဘိုးသွင်းထားတယ်မန်ယူကအရင်ကဆိုရင်ပွဲတွေကရှုံးပွဲဆက်ကြီးပဲရှိနေခဲ့အခုရာသီမှာတော့မန်ယူကနိုင်ပွဲတွေပြန်ယူနေပါတယ်ထပ်ပြီးတော့မန်ယူကတိုက်စစ်အားကောင်းလာပြီးတော့ရှေ့ရက်ကလီဗာပူးနဲ့မန်ယူပွဲမှာဆိုရင်မန်ယူက2ဂိုး2ဂိုးနဲ့နိုင်ခဲ့တော့မှတ်မိအောင်ပဲထင်တယ် Brighton ကလည်းပြီးခဲ့တဲ့ Newcastle နဲ့ရဲ့ပွဲမှာ2ဂိုး2ဂိုးနဲ့အနိုင်ရရှိထားပါတယ်ပြီးခဲ့တဲ့ရာသီမှာတော့ Brighton ကရားတွေကောင်းနေပြီးတော့ Man U နဲ့ Brighton အရင်ကတွဲဆုံခဲ့တဲ့ပွဲမှာဆိုရင် Brighton က2ပွဲအနိုင်ရရှိထားပါတယ်။ကြေးပိုင်းမှာဆိုရင်လည်း Man U ကတရေရှုံးနဲ့ဂိုးပေါက်မှာတော့3လုံးရှုံးပေးထားတယ်ရှင်။ဒီညမှာတော့တကင်းကြီး Man U ကဇင်ရော်သားစားနိုင်မလားဆိုတာကိုတော့စောင့်ကြည့်ရမှာပါ။ဒါကတော့ Man U body နဲ့ဂိုးဘော်လို့တုံးတက်ထားပါတယ်ရှင်။အခုလိုအပီးကြီးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်နေ့ဒီမှာလည်းတုံးတက်ချက်ကောင်းနေနဲ့ပြန်လာခဲ့ပါဦးမယ်ရှင်။